ကန်ထွက်ခရမ်းညင်ဒီလေးတင်းရင်းဒီကိုတရားရိုက်ပြီးတော့ကြော်နေပါတယ်အဲ့ဒါလေးကြော်မယ်ပစုံနဲ့ပေါ့တင်းရင်းဒီကိုတရားရိုက်ပြီးတော့ကြော်ငင်လုံးလေးနည်းနည်းလေးပေါ့နော်တင်းဝါကိုကြော်လိုက်ပြုတ်ပြီးတော့တင်းရင်းဒီကိုပြုတ်ပြီးတော့တရားရိုက်ပါတယ်အဲ့ဒါအောင်နည်းနည်းလေးတင်းအောင်ကြော်တယ်ကြော်ပြီးသွားတယ်ပွဲကြမ်းဟော်လေးနဲ့လှိမ့်မယ်ပေါ့ရှင်းလာရှင်းခင်းရင်ဒီလေးစက်တုံးလေးနဲ့ရင်းဒီလေးတို့ပြစ်ပြီးဆိုတော့ပစုံထည့်မယ်ပေါ့နော်ဒီတော့ရွက်ကြော်လေးနဲ့စသားကြော်ရယ်ကျုပ်ကလေးလေးစားမယ်ဆိုကျုပ်ချက်တယ်အပြီးရတို့ကြတော့and the quality can you think it cool there and then it cool there that time and then it care more so more no sada baushi nali ne then what you know no bao the yin di yo sorry yin di li ne yin di lo တပြားရိုက်ဆိုတော့ပြုတ်ပြီးတော့နော်ပြုတ်ပြီးတော့yin di lo တပြားရိုက်ပါလေရှင်းရှယ်ပိုစိတ် original ဆိုတော့ကဲလိုလေးလောက်စားကြပါအရင်စားကောင်းတယ်မိန်လဲဟင်းတစ်ခွက်လည်းဖြစ်တယ်ပေါ့နော်ဒီမှာရခလေးတွေဒီနည်းမစားမယ်တို့ပစုံစားတော့အဆက်မပိုင်တို့မစားဘူးဆိုတော့ဖွဲချမ်းလေးနဲ့ထည့်ပေးတယ်ပေါ့နော်ကဲလိုမျိုးလေးနဲ့ပြီးတော့အမေနဲ့ကြက်ဥနဲ့စားတယ်ဆိုတော့ကြက်ဥနဲ့တစ်ခွက်ချက်တယ်တသားကြော်တယ်အပြီးရတို့ရအစုံလုပ်တယ်ဒါတော့နောက်မှပြရမှာပေါ့နော်ကဲဒီမှာဒီရင်လေးစားလိုက်ကြပါဦးရှင့်ကျေးဇူးပါဒီပြည့်တဲ့တယောက်ချင်တယ်ကျေးဇူးတင်ပါတယ်